ကဲ breaking news ကတော့ Real Madrid ရဲ့တိုက်စစ်မှု Mbappe ဒဏ်ရာရသွားပြီဒဏ်ရာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ဘယ်ဘက်ဒူးမှာဒါပြင်းပြင်းထန်ထန်နာကျင်ခံစားနေရတယ်ဒီအတွက်ကြောင့်မို့လို့မနှက်ဖြန်ကစားမယ် Benfica နဲ့ပွဲကိုသူကျင်းသေးပေါလွဲချော်သွားတော့မယ်ဆိုတော့ Kylian Mbappe ကဒီဒဏ်ရာကအခုမှ training မှာကောက်ပြီးတော့ရတဲ့ဒဏ်ရာမဟုတ်ဘူးသူဒီဒူးဒဏ်ရာကြီးနဲ့ကိုအသင်းအတွက်ပွဲတွေလွတ်မှာဆိုတဲ့အတွက်ကြောင့်ဒါသူ pain killer တွေသုံးပြီးတော့ဇက်တိုက်ဝင်ကန်နေဆိုတော့ကျွန်တော်တို့ Real Madrid fan တော်များသိပါလိမ့်မယ်ကျွန်တော်ထင်ပါတယ်ဒါ Mbappe ရဲ့ဒူးတန်ရာက January တည်းကသူမပြောက်သေးဘူးမပြောက်သေးဘဲနဲ့ဟိုလုံလောက်တဲ့နားရက်ကိုမယူဘဲနဲ့ဒါစပိန်စူပါဖလားဖိုင်နယ်မှာတော့ဘာစီလိုနာနဲ့ကန်တဲ့ပွဲမှာသူဒါစပိန်ကနေလိုက်လာပြီးတော့ဝင်ကန်တယ်ပေါ့နော်အဲ့ဒီကနေစပြီးတော့သူပြန်ပြီးတော့တောက်လျှောက်ပွဲတွေကစားလိုက်တယ်အမှန်တော့အဲ့ဒီပွဲကနေအဲ့ဒီပွဲအထိကိုသူနားကိုနားရမှာဗျာအဲ့ဒီပွဲနောက်ပိုင်းနှစ်ပွဲလောက်ထိတော့ Kylian Mbappe ကဒါ recovery လုပ်ဖို့လိုနေတယ်လို့ကျွန်တော်တွေးခဲ့တယ်ဒါပေမဲ့သူကဒီစိတ်လောတာလဲပါတယ်လို့အသင်းရဲ့ပွဲတွေကလည်းခက်ဆဲဆဲရှိနေတော့သူတောက်လျှောက်ကိုကန်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့သူ့ရဲ့ဒူးကပြင်းပြင်းထန်ထန်ကိုနာနေရဆိုပြီးကျွန်တော် report တွေမှာတွေ့တယ်ဒါဆရာဝန်တွေကလည်းပဲ Mbappe ကိုတတိပေးလိုက်တယ်ပေါ့နော်တကယ်လို့မင်းဟာဒီဒဏ်ရာကြီးနဲ့ပဲဆက်ပြီးတော့ကစားနေမယ်နာလုံလောက်တဲ့အနားရက်ကိုသူမယူဘူးဆိုရင်ပြင်သစ်နဲ့ကစားမယ်ကဘာဖလားအထိကိုသူလွဲသွားနိုင်တယ်ဆိုပြီးတော့ဆရာဝန်တွေကပြောရတာကိုကျွန်တော်စောစောကတော့သတင်းလေးဖတ်လိုက်ရတယ်အဲ့တော့Mbappe ဒီလုံလောက်တဲ့နားရက်ယူဖို့လိုသွားပြီအဲ့တော့မနက်ဖြန်တိုက်စစ်အခင်းကျင်းမှာ Vinicius Junior ဦးဆောင်လာပါလိမ့်မယ် Gonzalo Garcia ကိုကျွန်တော်တို့မြင်ရနိုင်ကြီးရှိတယ်ညာတောင်ပံမှာတော့ Brahim Diaz လား Fede Valverde လားနှစ်ယောက်ထဲကတယောက်ကိုတော့တွေ့ရမယ်ကျွန်တော်စိတ်ထဲမှာတော့ Fede Valverde ကို right wing ကိုတင်ပြီးတော့ကစားဖို့ရှိတယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဒါ Mbappe ရဲ့ဒူးတန်ရာကိုဒါအခုဒီသတင်းကိုကြားလိုက်တဲ့အချိန်မှာဒါတစ်ချက်ပြန်ပြီးတော့ဒိုလေးပေါ့နော်ကျွန်တော် Cristiano Ronaldo ရဲ့ဒူးတန်ရာနဲ့ပြန်ပြီးဆက်ပြီးတော့တွေးမိသတိရသွားရပေါ့ဟို Cristiano Ronaldo လည်းပဲ2014ဒါကမ္ဘာဖလားမတိုင်ခင်မှာသူ Madrid မှာဒူးတန်ရာရတယ်ဒီတန်ရာကြောင့်ပဲသူ့ရဲ့ကစားသမားဘဝကဒါဒီ play style ပြောင်းလုံးဝ change လိုက်တယ်ဗျာ Real Madrid fan တွေရောဒါဘောလုံး fan တွေ Cristiano Ronaldo fan တွေတော်တော်များများလည်းသိလိမ့်မယ်အဲ့တော့သူ့ရဲ့ကစားပေါက်ကလုံးဝကိုတောင်ပန်ကစားသမားတယောက်ကနေပြီးတော့သူလုံးဝဘိုးသွင်းမုံဆိုးဖြစ်သွားတယ် area ထဲမှာအဆုံးသတ်ပေးတဲ့ကစားသမားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ Mbappe ဒီလည်းပဲဒါသူ့အိုက်ရောခြေရနင်းပြီးတော့အခုအဲ့ဒီအခြေအနေမျိုးကြုံရတော့မလားပေါ့နော်ဒါကတော့တစ်ချက်စောင့်ကြည့်ရမယ်အဲ့တော့သူတို့တစ်ယောက်က Mbappe က Cristiano Ronaldo ရဲ့ပုံစံအငွေ့သက်လေးတချို့တစ်ခါလေးကျရင်ပြန်ပြီးတော့မြင်ရတယ်ပေါ့နော်အဲ့တော့အခုဒီဒူးတန်ရပြဿနာလည်းပဲဒါ Ronaldo နဲ့ထပ်ဆင်ပဲဗျာအဲ့ဒါကျွန်တော်တွေးမိတာပေါ့နော်အဲ့တော့သူတို့ဖြစ်တဲ့အချိန်အသက်အရွယ်အားဖြင့်လည်းတိတ်မကွာဘူးဘာဘီက29ဒါ Cristiano Ronaldo ကဒါ29ပေါ့နော်28 29လောက်မှသူဖြစ်တယ်တိတ်တော့မကွာဘူးဒါကတော့ကျွန်တော်ဆက်ပြီးတော့တွေးမိတဲ့ကိစ္စလေးပါအဲ့တော့မနက်ဖြန်ရဲ့ Benfica နဲ့ပွဲမှာတော့ကျွန်တော်တို့ Kylian Mbappe ကိုတွေ့ရဖို့မရှိတော့ဘူးကျွန်တော်တို့ဒီဒါ Madrid ကအိမ်ခွဲဘာနီဗျူးမှာ Benfica ကိုအခမ်းရမယ်ကိုရီလက်ထဲမှာတကူကိုမရှိဆိုတဲ့ရလက်ကိုလည်းကင်ထားနိုင်တယ်အိမ်ခွဲအားသာချက်လည်းရှိတယ်အဲ့တော့ကိုယ့်အလုပ်ကိုလုပ်ပြီးတေချာကစားသွားမယ်ဆိုရင်ကျွန်တော်နောက်တစ်ဆင့်ကိုရောက်နိုင်တယ်အဲ့တော့ကစားသမားတွေပေါ့လို့တော့မရဘူးတစ်ဖက်က Benfica ကလည်းပဲပထမအကြော်တော့ပြဿနာတွေပေါ်မှာသူတို့လက်စားချီခြင်းတွေမှာတေးကြတယ်အဲ့တော့ Madrid ကစားသမားတွေလုံးဝပေါ့လို့မရပါဘူးနောက်ထပ်တွေ့ရတဲ့သတင်းကတော့ကျွန်တော်တို့ဒီ Real Madrid က Spurs အသင်းရဲ့နောက်ခံကစားသမား Van de Ven ကို Mickey Van de Ven ကိုဒါသူတို့စိတ်ဝင်စားနေရဆိုကျွန်တော်တွေ့ရတယ်ကစားသမားကလည်းပဲ Real Madrid ကိုပြောင်းကျင်တယ်ဒါသူဒီလာမဲ့နေရာဒီမှာ Spurs အသင်းကနေထွက်မယ်သူထွက်ဖို့ဆုံးဖြတ်လိုက်ပြီအဲ့တော့ Real Madrid ကသူ့အတွက်ဒါနံပါတ်1ဦးစားပေး Madrid ဒီကန့်လှန့်လာမယ် Spurs ကလည်းရောင်းမယ်ဒါဆိုသူတို့ဈေးညှိလို့အဆင်ပြေတယ်ဆိုသူ Madrid ကိုတွားမယ်အကယ်လို့ Real Madrid ကထဲဝင်သူ့ကိုခေါ်ဖို့မလုပ်ဘူးဆိုရင်တော့သူကဒါ English club တစ်ခုကိုပြောင်းမယ်ဆိုတော့ဒါ Premier League ထိပ်သီးအသင်းတစ်သင်းကိုသူပြန်ပြီးတော့ရွှေ့မယ်လို့တော့ကျွန်တော်တွေ့ရတယ်ဗျအဲ့တော့ Real Madrid ကဒီကစားသမားကိုဒါထဲဝင်ခေါ်ပါမလား Spurs အသင်းနဲ့ဈေးတေချာညှိပါမလားတော့ကျွန်တော်တို့စိုးရိမ်စရာပဲထုံးစံအတိုင်းပဲ PSG ကတော့ကျွန်တော်စိတ်ထဲမှာတော့မထင်ဘူးဗျဒီ Van de Ven ဆိုတော့ကျွန်တော်တော်ကြိုက်တဲ့ကစားသမားကျွန်တော် Facebook account မှာဆိုသူ့အကြောင်းအမြဲတမ်းသူ့လိုချင်တယ်ခေါ်ချင်တယ်ကျွန်တော်အမြဲတင်နေကြကစားသမားကောင်းဆိုတော့အဲ့တော့လိုချင်တာပေါ့နော်အဲ့တော့မနေ့ကတော့ Nico Scotterberg ကိုခေါ်ဖို့သတင်းတစ်ခုကျွန်တော်တွေ့တယ်အဲ့ဒီကိစ္စလည်းပြောပြီးသွားပြီအဲ့တော့ဒီနေ့ Van de Ven အကြောင်းပြောတယ်ဒီနှစ်ယောက်စလုံးကို Real Madrid တာတေချာပေါက်ခေါ်မယ်ဆိုရင်ဒီနှစ်ယောက်စလုံးက Madrid ကိုရောက်လာမှာတို့ပေမဲ့ပတ်စံ300ပါလိမ့်မယ်ဒါ free တို့အချောင်တို့လုံးလို့မရပါဘူးအဲ့လိုအချောင်သွားနှိုက်မယ်ဆိုရင်တော့နှစ်ယောက်စလုံးကပါနီဗျူးရောက်လာမှာမဟုတ်ပါဘူးအတင်းရဲ့ခံစစ်ကလူလိုအပ်နေပါတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့
Madrid ပရိသတ်တွေကရောမနက်ဖြန်ပွဲစဉ်မှာ Mbappe မပါတဲ့အတွက်ကြောင့် Real Madrid ရဲ့အခြေအနေဘယ်လိုမျိုးရှိမလဲဘယ်လိုမျှော်လင့်ထားလဲဆိုတာကိုကျွန်တော်နဲ့အတူ comment လေးမှာတစ်ချက်လောက်ဆွေးနွေးပေးခဲ့ကြပါအခုဒီဗီဒီယိုရိုက်တဲ့အချိန်မှာဒါကျွန်တော်မနက်3:15လောက်ရှိနေပြီအဲ့တော့ခဏနေဒါ၄ခွဲလောက်ဆိုကျွန်တော်တို့ဥပုပ်ထမင်းစားရတော့ပဲပေါ့နော်ဒါ Rudiger တို့ Brahim Diaz တို့နောက် Arda Güler တို့ Benzema တို့ထားပါတော့ဒါသူတို့အတိုင်းပဲကျွန်တော်တို့ဥပုပ်ထမင်းခဏနေစားရတော့မယ်အဲ့တော့ဒါ breaking news လေးကိုကျွန်တော်တွေ့တာနဲ့ထားပြီးတော့ဒါ brother တို့အတွက်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကျေးဇူး